future အဲ့တော့ကျတော့ present perfect tense သင်ပြီးသွားပြီ past perfect tense သင်ပြီးသွားပြီအဲ့တော့အခုသင်မယ့်ဟာ future perfect tense present perfect tense ဆိုရင်အခုလက်ရှိနဲ့ရောဆက်ဆက်နေရဒါပေမဲ့ action ကပြီးသွားပြီpast perfect tense ဆိုရင်အခုလက်ရှိနဲ့လုံးဝမဆက်ဆက်တော့ဘူးသူအတိတ်တုန်းကဖြစ်ခဲ့တာအဲ့အတိတ်ကဖြစ်ခဲ့တဲ့ event နှစ်ခုကွာအဖြစ်ပြက်နှစ်ခုမှာတစ်ခုကို past အရင်ဖြစ်ခဲ့တာ past perfect နောက်မှဖြစ်တဲ့ဟာ past tense ဒီအတိတ်ကာလဟိုအနာဂတ်ကာလကြာချင်အနာဂတ်အဲ့ဒီအချိန်လောက်မှာဖြစ်ပြီးသွားမယ်ဟာဥပမာထထဆိုရင်ဥပမာပြောရနော်2020 2030လောက်ရောက်ရင်ငါကကိုရီးယားမှာအခြေချနေလောက်ပြီငါ2030လောက်ရောက်ရင်မြန်မာပြည်ကိုပြန်လာပြီးလောက်ပြီထက်တဲ့မြန်မာပြည်ကိုပြန်ဖို့စီစဉ်ရှိရဲဆိုတော့ဒါမှမဟုတ်ငါ2030လောက်ရောက်ရင်ငါဘွဲရပြီးလောက်ပြီအဲ့2030ရောက်ရင်ဘွဲရပြီးသွားပြီဘွဲလည်းယူပြီးသွားတဲ့လက်မှတ်တွေလည်းရသွားပြီအနာဂတ်မှာပြီးစီးနေပြီအဲ့ဒီအချိန်တော်တွင်းမှာပြီးသွားပြီအဲ့ဒါကိုကျတော့ future perfect tense လို့ခေါ်တယ်ရလားထက်ဒီထိရတယ်ဒီချက်ဟုတ်ပြီအဲ့တော့ပုံစံက affirmative sentence ဆိုရင် will have plus verb 3 negative ဆိုရင် will ပါနေတဲ့အတွက်အနောက်ကနေဘာထည့်လိုက်ရပြီလဲ not not ထည့်လိုက်ရပြီ interrogative sentence ဆိုရင်ဘာလုပ်လိုက်ရပြီတော့ရှေ့ကိုထုတ်လိုက်ရပြီ will ရှေ့ထုတ်ဟုတ်တယ်အဲ့တော့ထည့်ပြောကြည့်အောင်2003နိုင်တော့ကျတော့အဲ့ဒါမသွားခင်သင်ဒါကိုပြောမယ်အဲ့တော့ဒီ present sorry future perfect tense ကိုဘာနဲ့တွဲသုံးလဲဆိုရင် by when before next at ဒါနဲ့တွဲပြီးသုံးတယ်အဲ့တော့ဖတ်ကြည့်ပါအောင်ထည့်ဒီစာကြောင်းလေးကို By June I will have graduated အဲ့တော့ by June နဲ့ in ခိုင်းတော့ထည့်ဒါလေးရှင်းမယ် by June နဲ့ in June နဲ့ကမတူတော့ by June ဆိုတာက June လ1ရက်ရဲ့ June လ1ရက်ကိုမကြော်တော့2ရက်3ရက်4ရက်5ရက်မဟုတ်တော့ဘူးမေလရဲ့ဖြစ်ချင်းဖြစ်မယ်ဒါမှမဟုတ် June လ1ရက်နေ့ဖြစ်ချင်းဖြစ်မယ် June လ1ရက်ရဲ့နောက်ပိုင်းတော့မရောက်တော့ဘူး by June ဆိုရင်အဲ့တော့ June လမရောက်ခင်ကိုဘွဲယူလို့ပြီးသွားပြီဘွဲလက်မှတ်တွေရပြီးသွားပြီအဲ့လိုမဟုတ်ထက်က in June သုံးချင်တော့ future tense နဲ့ပဲသုံးရတော့မှာJune လထဲမှာဘွဲယူမှာ June လကုန်မှာလည်းဖြစ်ချင်းဖြစ်မယ်ကွာဂျွန်လာရဲတော့ဂျွန်လာရဲပဲဒါပေမဲ့ဂျွန်လာကုန်မှာဖြစ်ချင်းဖြစ်မယ်အဲ့ကြရင်တော့ future perfect tense သုံးလို့မရတော့ future tense ရိုးရိုးပဲသုံးလို့ရတော့မှာ I will graduate in June ဒါပေမဲ့ဘာဂျွန်ကကြတော့ဂျွန်လာ1ရက်နေ့သို့မဟုတ်မေလာထဲမှာဂျွန်လာ1ရက်ထက်တော့မကျော်တော့ဘူးအဲ့လိုပုံစံလေးရလားထက်ဒီထိဟုတ် Hello ရတယ်ဒီချက်ဟုတ်ပြီအဲ့ဆိုရင်ဂျွန်လာထဲမှာငါဖွဲယူမပြီးလောက်သေးဘူးဂျွန်လာဆိုရင် By June I won't have graduated ဟုတ်ပြီငါဂျွန်လာလောက်ဆိုရင်ဖွဲယူပြီးလောက်ပြီလား When I have graduated by June ဟုတ်ပြီ